အားလုံးပဲမော်နီဒီနေ့ကတနေ့ကိုနေ့ဆိုတော့အားလက်ရလေးဖြစ်တာမလို့ကျွန် Sunday reset လုပ်ပါမယ်ပထမဆုံး laundry လုပ်ပါမယ်အဝိလျှော်ထားတဲ့အချိန်မှာတော့ကျွန်တခါတည်း kitchen ကို clean လုပ်ပါမယ်ဒီနေ့က deep cleaning day ဆိုတော့ကျွန်ဒီမိဖို့တွေရောအိုးတွေခွက်တွေရောအကုန်လုံးစီကြောတန်းစင်ပါမယ်ခုကတော့မီးဖိုတွေတန်ရှင်းလောက်ရမယ်လဲပါကျွန်တို့ဒီနောက်ပြောင်းတဲ့အိမ်က gas နဲ့ဆိုတော့ဟင်းချက်ပြီးတိုင်းတစ်ခေါက်တန်ရှင်းလောက်ရပါတယ်ဆေးလက်စကြံနေတဲ့အိုးလေးတွေဆက်စီပါတယ်ပြီးရင်တော့ကျွန်တော်နေ့ရက်စာချက်ဖို့အတွက်ပြင်ဆင်မယ်ပေါ့နော်ခုကတော့နေ့ရက်စာအတွက်စပြီးတော့ချက်ပါတော့မယ်ဒီနေ့အတွက်ကိုတော့ကျွန်ကရုံးနီဒီနဲ့ကျဲဦးနဲ့ကြော်ဖို့လုပ်ထားပါတယ်နေ့လည်စာစားပြီးတော့ကျွန် living room ကိုတခါတည်းတန်ရှင်းလုပ်ပါတယ်ဒီမှာကရာသီဥတုတအားအေးတာဆိုတော့ဟီတာလည်းဖွင့်ထားရတယ်ပြီးရင်ကွာအေကန်ထဲမှာထိုင်နေလဲခြေပြားလက်ပြားတွေအေးတော့အေကန်ထဲမှာလည်းစောင့်ထည့်ထားရပါတယ်ခုတော့ကျွန်ဒီမွေရဇွတ်တွေခေါင်းဇွတ်တွေကိုလည်းတခါတည်းလျှော်ပြီးတော့အချောက်ခံမယ်ပေါ့နော်ဒီလျှော်ထားတဲ့အချိန်မှာတော့ကျွန်ကအေကန်ထဲမှာဖုံးစုပ်ဆန်းတဲ့အတန်ရှင်းရေးလုပ်ဖြစ်ပါတယ်ညနေပိုင်းရောက်သွားတော့ရေမိုးချိုးကောင်းလျှော်ပါတယ်ဒီနေ့ကတန်ရှင်းတွေအများကြီးလုပ်ထားဆိုတော့တခါတည်းလဲ self care လေးလုပ်လိုက်ပါတယ်ညနေပိုင်းကိုတော့ကျွန်အိမ်ထဲမှာနေရတာတနေ့ကုန်ဆိုတော့ပြင်းတာနဲ့ပဲအပြင်ဘက်ကိုလမ်းထွက်လျှောက်ဖြစ်ပါတယ်ရာသီဥတုကတအားအေးနေတော့လမ်းတော့အကြာကြီးမလျှောက်ဖြစ်လိုက်ဘူးအခန်းထဲမှာပဲပြန်ပြီးတော့ဇကားလေးကြည့်ပြီးတော့꿰နေလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye see you in next video